ကျွန်တော်တို့ကဖြစ်ပျက်ကိုအဲ့လိုပကံပွဲဖြစ်ပျက်လို့မြင်နေတာလောကတမန်စကအဲ့လိုပြက်သွားတာကြီးဒါပေမဲ့တရားလောကမှာအပြက်မြင်မလားအပြက်ကြီးကိုမြင်ရတယ်ထင်နေတယ်ကျွန်တော်လည်းဖြစ်နေတာကျွန်တော်အပြက်ကဘရောမမြင်ရဘူးပြောနေတာကျွန်တော်တို့တွေ့ရအသိပြက်ကြီးယူရဲဆိုတာအဲ့အရာလေးရတယ်ကီးလေးတွေရှိတယ်ကျွန်တော်ဒီကီးလေးတွေကျွန်တော်တရားတော့အခြေခံမဲ့တော့အရင်မသိရတယ်အခြေခံပိုင်းတင်လို့ရှိရင်လည်းသဘောပေါက်ကျွန်တော်ဒီကီးတွေကိုနိုင်အောင်လုပ်ရတယ်တင်ရတယ်ကျွန်တော်ကလောကတမန်ကြီးလင်းရင်ဖြစ်တယ်မိတ်ရင်ဖြစ်တယ်ဒါမှမဟုတ်ပြီးပြက်တယ်လို့ပြောတယ်ကျွန်တော်ဖြစ်ပြက်ကြီးကိုနင်းလိုက်မိတ်လိုက်နင်းလိုက်မိတ်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်အဲ့လိုတွေးရမယ်လို့ကျွန်တော်စဉ်းစားရတယ်အဲ့တော့အဲ့ဒါကိုလိုက်ရှာလို့ဖြစ်တယ်ပေါ့ကျွန်တော်ကလောကတမန်ကြီးတွေသွားတယ်တကယ်တမ်းရှင်းစိတ်အောင်သိတယ်ဒီကတော့အတိလို့ဒီလိုမိကလင်းနေနင်းနေဆိုတော့လင်းတာကအာရုံဒီဘက်ကမြင်စိတ်ဒီဘက်ကလင်းတာနဲ့တွေ့ပါတော့မြင်စိတ်ကလင်းတာကိုမြင်သွားတယ်ဒါကဒီလိုစဉ်းစားမိတ်လိုက်မလားမှောင်သွားတာမိလိုက်မှောင်တာကလည်းအစင်းတစ်ခုပဲဒီမှောင်တာနဲ့မျက်စိနဲ့ပြောသူကမြင်စိတ်တစ်ခုတစ်ထပ်ပေါ်တယ်မှောင်တာအာရုံမှောင်တာကိုမြင်တဲ့မြင်စိတ်ကအတစ်ခုထပ်ပေါ်အဲ့မှောင်တာပြက်တာမမှောင်တာအစ်ပေါ်လာမှောင်တာကိုမြင်တဲ့စိတ်နဲ့ပေါင်တဲ့အာရုံနဲ့အစ်တစ်ခုပေါ်လာပြက်တော့တာကတော့လင်းတာကိုမြင်တဲ့အခါလင်းတဲ့အရောင်နဲ့လင်းတာကိုမြင်တဲ့အခါပြက်သွားသူ့အာရုံနဲ့စိတ်ပြက်လင်းတဲ့အာရုံနဲ့မြင်တဲ့စိတ်ကပြက်သွားတယ်မှောင်တဲ့အာရုံနဲ့မှောင်တာကိုမြင်တဲ့စိတ်အစ်ပေါ်လာတယ်ကျွန်တော်အစ်တွေပဲအမြဲပေါ်နေတာအစားထုံးတာအစ်ပေါ်တဲ့ဟာရှေ့ကဟောင်းနေရှုပ်သွားတော့စင်ញင်မိသေးတယ်ပြောချင်တာကဉာဏ်နဲ့ပဲအပြက်ကိုသိရတယ်လက်တွေ့ဘွားကအားတော့အစ်တွေတွေ့တယ်